နေရောဟာဟယ်လိုအားလုံးပဲမင်္ဂလာပါရုံးတို့ဒီနေ့ Bro Heaven လာရတဲ့အကြောင်းရင်းကတော့တစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ Bro Heaven မှာ update အသစ်ရှိရပေါ့နော်ပြောရတော့လေ Bro Heaven ဆော်တဲ့လူတော်တော်များများရှိရကွာအဲ့တော့တိကြမှာပါဟိုမှာoffer ပါ Glinda ဇက်ကောင်ကြည့်ဦးရမှာလားစုံမအင်းရဲ့ဟိုလူလေးလေးအနောက်အိမ်လေးတွေကိုလည်းကြည့်ကြည့်အိမ်က2ယောက်ဇက်အယောက်နေကွာနေအောင်2ယောက်တည်းနဲ့ရှောက်လေရတာပြင်းနေ fan လေးတွေပါခေါ်လိုက်မယ်ကွာသိရမှာလားကဲကျမ fan တော်တော်များများတော့ခေါ်ထားပေးပါတယ်ရှင်ကျန်တဲ့ fan တွေကတော့ရုံးလည်းအများကြီးမခေါ်နိုင်လို့မဝင်မခေါ်တော့ပါဘူးတွေ့ရင်တော့ဝင်လာကြပါရှင်ရုံးလည်းမျက်နှာလိုပဲကလင်းတာလေးပြောင်းလိုက်မှာပေါ့နော်လှလှလေးမင်းသမီးလှလှလေးပြောင်းလိုက်မှာပေါ့နော်ဒါလေးလားမသိဘူးကျမ fan ကြီးကဟုတ်တယ်ဂျားဟိုခိုင်ရိုဆိုတဲ့တယောက်လာတဲ့ရွှေတဲ့အော်ဟိုမှာတယောက်မမယုံရောဒီမှာမမဝေးဟုတ်လားโอเคမမယုံဒီမှာလို့အော်အေးအဲ့လိုလောက်ပါခုနကြည့်လိုက်တာမျက်နှိုးကြီးဆိုလို့မျက်နှိုးအကောင်နှစ်ကောက်တော့ဖြစ်နေတာလားလာသွားကြမယ်လေမိမိကားထုတ်လိုက်ကွာဒီလားဒီကားကျန်းနေပြီတော့အဲ့ဘယ်လိုတောင်းညမ်းနေမမတဲ့ဟိုကမိဖန်လားမသိဘူးမိကိုခေါ်နေမမတဲ့ဒီမှာဒီတတိလေးဒီဟာလားအေးဟုတ်တယ်နေရဟဲ့အင်ကြီးလဲလာမယ်နော်ဟဲ့ဘယ်လိုကြီးဂလင်းတာမျက်မှန်ကြီးနဲ့ကွာချီအသက်ရုံမျက်နှာဘာမှမပြောတော့အပိုင်းသစ်ဆက်သိမ်းမယ်ကားပေါ်တက်တဲ့အိုးစကေပြားကားထုတ်လိုက်ညီမလေးကဆက်ပြကွာလောက်ပဲရှိတယ်အမားတို့တွေဘယ်လိုလုပ်တတ်ရမလဲအသက်နေပြန်လားအဲ့ဒါဆက်ပြကွာတော့ရှိရဟာတော့အသက်ဒီမှာလာတဲ့သူများနဲ့သွားမယ်လာမြင်အနောက်မှာခဏနေအောင်ငါညဟဲ့ဘဲလာပြန်ပြီနောက်တော့ငါဘဲကောင်ပမလဲစိတ်တွေလည်းညစ်ပါတယ်အေးရှင်တို့နဲ့လာရရပြီသွားမိဟိုနန်းတော့ယူသွားမယ်ခဏဟိုမှာဟိုတယောက်ဆောက်လိုက်အောင်ဟိုတယောက်ခုံစားလုံးနေဘယ်လိုဖြစ်လို့တတ်မရတော့တဲ့ဒါ2ယောက်ဝယ်ဆန်လာ4ယောက်ဆန်တဲ့ကားချုပ်လိုက်ဟိုမှာဟို2ယောက်တတ်မှာဆိုတော့ရောဟဲ့ဗန်နဲ့လာပြီးတော့ရန်လာဖြစ်နေကြတော့အခါတိုင်ပတ်နေတယ်ညက်နေပြီငါကားပေါ်မှာတက်ပြီဘယ်နာတက်မယ်အော်အေးနောက်မှာဟိုတယောက်တက်လားစိန်ဆုံးနေတာလားတဲ့ဘာလားဟာအတဲ့ဟိုနန်းတော့ယူသွားမယ်နော်ဘလို့ကားကိုပြောင်းမြန်ရင်ပြန်မောင်းနေတာမျက်နှာမိတယောက်ပဲယွန်းတွေ့ဘူးတည်းရဲ့ဒီလားနန်းတော့သွားမယ်လေအေးလေအဲ့ဟာယူသွားလဲမယ်သွားမယ်တဲ့ဒီမှာသွားမယ်လေဒီရှေ့ဟာကြီးအော် तू ကလည်းတက်နေပြီဟဲ့ဘလို့လုံးဝင်ခွင့်မပြုရလဲရေးတဲ့ဘာလဲကားဝင်ခွင့်ဟိုကားဝင်ခွင့်မပြုရင်ဒီတိုင်းသွားမယ်ဆင်းကြနန်းနေကားကိုရလာဝင်လေဒုက္ခပဲယေလာခမ်ဟီယာဟဲ့ညီမလေးဘာလုပ်နာတပြက်စီပြန်နေအေးပါကွာမလို့နေတော့ပဲဝါး oh my god လှလိုက်တာဟဲ့သူလေးကချစ်စရာလေးတော့သူလေးကိုလုံးလေးနဲ့လေးဒီလားဘယ်လိုလဲဟိုကကောင်မလေးတရားမမတက်လာတာ offer ပါရဲ့ဟိုနေလေးပဲကျမဖန်ပဲရပါတယ်ကျမဖန်အော်ဒီမှာ तू ကဘာလုပ်နာစုံမကြီးလဲနာလားညီမလေးဒါဟဲခါလာပြောင်းလဲဟာလေ oh my god ဒီခု update ချတင်လာတာအရန်မိုက်ရနော်သိလားဖြူရတော့မသိဘူးရုံးသားအားကြိုက်တယ်ဒီ update ချတင်လာတဲ့အရန်မိုက်ရနော်ဟေးဒီမှာကြည့်လိုက်နော်လှတယ်အရင်ကရုံတော့ဒီ Bro Heaven နဲ့ကိုထပ်ဆော့ဖို့မရှိတော့ဘူးပေါ့နော်အော်စိတ်ဆိုးနေတာလားလို့ရေးတာအေးပါကွာရုံးကလည်းအဖတ်တော်လိုက်တာစိတ်ဆိုးနေခဏဒီညီမလေးကအိမ်သွားဝယ်ခေါ်နေပေါ့နော်ခဏလေးပါညီမလေးအမလိုက်လဲလိုက်မှာပေါ့နော်ဂရင်းနာရဲ့ဒီနေရာ offer ပါဂရင်းနာရဲ့ဒီနေရာကိုရောက်တော့နေရှောက်လဲပါမယ် oh my god တန်အိုးလေးခေါင်းရိုက်ခွဲလို့ရတယ် what the fuck မကျင်တဲ့လူယူလို့မရတာခတ်တယ်ဟမ်ရောမင်းသမီးလေးတော့ဗန်စီဆ
Thank you. ရန်လာတာပဲပန်းစည်းလေးနဲ့ယွန်းနေဘယ်သူပို့လာလဲစားတာပါပန်းစည်းကပို့လာပါတယ်โอเคအိုးစားလို့ရပြီမိမိမုံလာစားကြဂုံစင်းမဲ့မုံလာစားကြဟေးဒီမှာဂုံစင်းကြစို့အော်ဟိုတယောက်တမျက်စီပြန်လဲလိုက်သွားနေတာလို့စားတာစားပြပတ်စံမပေးရအောင်စားတာစားကြညိုအိုးဒီနေရာကြီးလာတယ် တခုရအောင် အေးဆဖီဒါပေါ့ထုတ်လိုက် ခေါင်းထုတ်ပါမယ်နော် အေးထုတ်လိုက်အေးမကြည့်အောင်မေးအပေါ်မှာဟိုတယောက်ပါသွားပြီ ထားရလား အေးရတယ်ဟုတ်တယ်တက်ခုံတက်လိုက်ညီမလေးတဲ့သူဘယ်လိုခေါ်နေတာလဲမမလာခဲ့တယ်အေးပါကွာ မဆက်ပြီးဆွဲအောင် အေးဆွဲမယ်ဆဖီ ချက် တော့ပုံရိုက်တဲ့တန်ရဟိုအောက်မှာတယောက်ကြံခဲ့မမလာခဲ့တဲ့အောက်ကနေပတ်ခေါ်နေတယ်သူကညနိုဖန်လာတော့မသိဘူးဘောနော်ဒါကြီးကဘာကြီးလဲအိုးဒါကြီးကဘာလဲငါအေးဘာကြီးလဲမလုံးနဲ့လေဟဲ့မလုံးအောင်လေရောအေးအဲ့လိုလုံးစမ်းပါ ဘာဖြစ်လဲ ဒီအဲ့ဒီဟိုဟာကြီးသွားနှိမ့်လိုက်တယ်မမကိုလုံးမှာကပ်ပါလားစိတ်ကြီးလည်းညစ်ပါတယ် လာ โอเคအပေါ်ဆက်တတ်မယ်လား မဟုတ်တာမီမီဖာ ခေါင်းလာပြီ မလာပါ မအချမ်းဝင်ကြည့်ကြကို ဘူးဝင်ဟိုတယောက်ကသွားပါလေ မီတော့နဲ့ကြိုင်ရော မီတော့မကရင်ဟိုနတ်သမီးလေးကဒါပဲကြိုင်ပါ မီတော့နဲ့တော့မယ် ခေးအောင် နတ်သမီးလေးအဲ့ဒါပဲအိုးပြောရလာစောကြီး ဟာမဝင်ပေါ့ရှိနေတယ် Oh my god မြင်လာကြညနို့လာလေဟဲ့ဟိုကောင်မလေးလာလေဟဲ့လာလို့ဩ तू ဘာလုပ်နေလဲဓာတ်ပုံရိုက်နေတာဩလာပါဆိုအမကလည်းဓာတ်ပုံရိုက်နေသေးရဲ့လာမိမိလာတယ်ဒီထဲထဲမှာ မတာသမီးအဲ့လောက်လိုက်တော့ပဲ မလုပ်ဘူးအိမ်ဆောက်မယ်မမပြမယ်အိမ်တို့အိမ်ရောင်းလာတဲ့အိမ်ကမိုက်နေရော2အောင်ဇက်အိမ်စကားတွေပြောနေကြတယ် အဲ့ဒီအိမ်ပြောမလားဒီအိမ်ပြောရမလား အေးအဲ့လိုအိမ်ကြီးတွေလှတယ်နေအောင်မိမိမသွားနဲ့အောင်နော် အာခေါင်းပါ ညနို HDS ဒီထဲမှာရှောက်လေပါအောင်မဆိုမှပဲ အားဆင်လာကြလေ ဒီမှာချော့ပါမသွေးတော့လောက်ကြပါအောင်သွေးပြီ အဲ့နေမှာတမီးအားဝင်ပြီး ဒီဘာလို့ Oh my ဟိုမိဒီမှာအမောင်တွေကနေတက်လှေကားတစ်ခုရှိနေတယ်ယွန်းတယောက်လည်းရှောက်သွားနေ ဒီမဝါနာပါမမီးပေးလာတဲ့ဟာ မမမီးမလို့ခြင်းလို့ Oh my god အဲ့ညောင်ပြန်ရောက်တာကြီး ဟမ် အဲ့ညောင်ပဲပြန်ရောက်တာလေမမရေအဲ့ညောင်လာခဲ့လာရောက်ညောင်လာအဲ့တော့နော် အေးလာမယ်ဩ ညောင်လာအဲ့မှာလည်းချက်ရှူညောင်လာအဲ့မှာချက်ရှူရအောင် အေးလာပြီ မနွယ်ကြည့် ဝေးလှတယ်တို့အဲ့ဒါကြောင့်သွားမယ်မမသွားတော့မယ်ဟေးဒီမှာပဲမမဖန်အောင်လာရဲခိုင်းလိုက်တော့မယ် မမီးဝယ်ထားတာ ညောင်ဟာ ဒီအိမ်မှာ ဒီအိမ်နော် လောက်မယ်နော် ဒီအိမ်လာတဲ့မဟုတ်အော်ဒီမှာတွေ့ပြီအိမ်နံပါတ်7ခွန် ပါတီလုံးမယ်နော် ဟယ်လို မယောဒီနေ့ပါတီပွဲလုံးမယ်နော် โอเคပါ Oh my god လှေကားကြီးလှလိုက်ကြ အဆူပါကလေးနာအိမ်နေ လှတယ်ကွာထိုင်လိုက်ပါအောင်မယ် AC လေး ထိုင်မထိုင် မင်းသမီးလေးဆိုတော့တေချာထိုင်လိုက်ပါအောင်ဟိုတင်းလုံးမှာမလားဖာတီလုံးမှာမလားဖာတီလုံးမှာဆိုတော့ဟိုတင်းပေးအောင်အေးပေး Hey give me please ပေးထားရတော့ ဟဲ့အမပေးရသေးဘူးအမတယောက်ရောက်ဘယ်သူလဲ Who are you အော်ဟိုကမလေးပဲလာညီမလေးမမတဲ့ ဒီဘောနဲ့ချိန်လိုက်ပါ သူကဘယ်လိုဖန်လဲမသိဘူးချိတ်တယ်ပေးလေကွာအော်မပေးနဲ့တော့ကိုယ့်ကိုပဲယူလိုက်တော့မယ်သူစီကတောင်းအောင်မနေတော့ အဲ့မှာလေးမှာတွေ့လား ဘာကြီးလဲ တွေ့လားဗာဒီကကြက်လေ တွေ့ရအကြည့်ချိတ်လို့ရလား ရတယ်
ဘယ်ရောက်သွားလဲမမဆိုပြီးတော့လေကားမှာပဲရန်ညီမလေးလာဖာတီလောက်ကြမယ်မမတို့အော်အိုဘီခုံမှုပြောနေတာခဏလေးနော်ညီမလေး Hey do you like this one cái gì mà cũng cóอยู่ไรดอกcái điều ba rồi nữa đó အစရလေး ăn ra để đi ăn như thế à đấy မမထည့် mà la không thế à မမထည့်တာ tên mà trai luôn mà thế vừa đó မဟုတ်ဘူးလေဆလိုက်မီလေးလို့တော့လာဆလိုက်မီလို့သွားတော့မယ်ဟဲ့ mà trai luôn အေးပါကွာမကြရင်အဲ့နာမမနေနဲ့လာဒီပါဦးအော်ဟိုညီမလေးပြန်ဝင်လာလားပြန်ဝင်လာလားမသိပြီးတော့ရုံတော့ဘာထက်စင်ကောင်းမလဲဆိုတော့ Hey what the hell ငါပစ္စည်းပျောက်သွားပြီမလေးငါစင်လာတဲ့အလားကြီးငါအလားကြီးပျောက်သွားပြီ kéo xin thả sorry ပါညီမလေးကအမကဒီမှာဟိုတင်းရှိနေလို့ညီမလေးပြောတဲ့ထားပါမခုံပေးနိုင်တာပေါ့နော်နောက်နေ့ကျရင်တော့ခုံပါမယ်တူညီမလေးနဲ့ပေါ့နော်စိတ်မဆိုးပါနဲ့ đừng lại không mà ဟိုမှာမမဖန်ညီမလေးတည်းအောင်သူထားပါခုံမှုပြောတာကွာမမဒီမှာဟိုတင်းဖြစ်နေလို့ đừng lại không mà nè တူခုံပါအကုန်လုံး đừng lại này ဖန်နေနဲ့မိမိနဲ့ mi nó bảo là ပါတာပေါ့ what the offer bar đấy nào ရောကွာဒီမီးရဲ့ license တာနဲ့ပဲငါပြည့်စီယူမရပဲနဲ့ပြေးတော့မှာမောင်အပဲတဲ့အေးပါကွာကောင်းနမေကြီးကစားရတာကွာမောင်အပဲဆိုပါလားonline oh my god oh my god oh my god mà mi biết con này xem mi bảo là ဘယ်ရင်းနဲ့ပြော hòa lê မန်နီလား không mà nem không ở đây thật biết ở đâu sao mà nên nữa ဘယ်ဟာကိုယူမှာလို့ thôi nè nữa ဘယ်ဟာလဲ thôi nè YouTube mà ra đây con nên nứt ta bộ YouTube ပေါင်လား YouTube bảo là bộ mấy ở trong này lại đâu ra đâu tôi đâu họ vô tâm cái gì ấy theo đi vào đây thì thì suy bao này đâu ဘယ်မှာထားမှာလဲပြော tâm cái này nào là ဒီလေကဒီစင်မှာဟိုး tao thấy sao đi လက်မပြေသွားတယ် sorry so sorry được rồi bảo okay ပါ why ဘာလို့ fine ဘာလို့အင်းကြီးလဲလိုက်ကြရလားမိတယောက်လည်းကောင်းဝင်ကြီးနဲ့အေးပါကွာအရန်လှတယ်သမီးရေထိုင်ပါဟာသူကလည်းမထိုင်တော့ဘူး what happened ဘာဖြစ်လို့လဲ ငါမလာတော့ဒီအိတ်ကြီးနဲ့ချက်သွား ပြစမ်းမမကိုပြစမ်း ဒီအိတ်ကြီးနဲ့ချက်သွားငါအိတ်ကြီးကိုယူပြီးလို့လားဟဲ့ အရန်လှအော်အေးခုနလည်းထိုင်တာကြမထိုင်မဲနဲ့အခုမှလာထိုင်နေကဲကျမအရန်လှနေပါတယ်ဒီ update တစ်ကအရန်မိုက်ပါတယ်ဒီလား viewer တို့လည်းလာစောကြည့်ပါတော့။အော်အေးဒီမှာလည်း YouTube ပေါင်းနေအိမ်မှာအရန်ပေါ်တယ်လी။ဟိုကြဒီကြနဲ့ပြုတ်ကြအောင်။ဟိုတယောက်ပဲရောက်သွားလဲအင်းကြီးလာလဲနေတယောက်။ဟိုအင်းကြီးလဲနေတယောက်ပဲရောက်သွားရှားလို့လည်းမသိရော။ဒီကနေ့ထွက်သွားရင်နေပါ။နော်စာအုပ်လေးကဖတ်လိုက်ပြီးရေးပါကွာ။တက်တက်မမလေးလား 你要哪一句话没？ ။အော်အရန်လာတာပဲ ဘာတွေပေါ်လာလဲ မလည်းရှားရပေးရပဲမပေါ်တာတော့မတတ်နိုင်
အဲ့လေစိန်လေးနဲ့ရေချိုးလိုက်ပါအောင်မယ်ကဲကဲ 哇，妈妈，二十八，可能28的可能啊，哎呀哟， ဟုတ်တယ်မမတွေ့ပြောရည်အဲ့ဒီခန်းထဲမှာဟာလား 妈妈28了啦，你也可能啊， တော့အေးပါကွာငါ့ offer ပါလုပ်တယ်သူက cleaner လုပ်နေတယ်ကျဆက်လိုက် 你 တာ 出干呀？ ကဲကဲ view ရတဲ့ဒီဟာလာဆော့ကြည့်ပေါ့နော်ဒီ elephant အရမ်းမိုက်ပါတယ်ကဲကဲမိမိရေလာနှုတ်ဆက်ရအောင်ဒီမှာလာခဲ့အခန်းထဲမှာအိတ်ခန်းထဲမှာ 妈了，哎妈妈说你妈那么别那的， ကဲမိုးချုပ်ပြီပေါ့နော်မိုးချုပ်ပြီဆိုတော့ရုံတော့အင်ဂျီလဲပြီးအိတ်ပါတော့မယ်ဆိုတော့ 你我比帮你摸呢 အေးဆိုတော့လာဒီလှုပ်ဆက်ရအောင် ，Hello。 ဒီနေ့ဗီဒီယိုတွေကတော့ဒီလောက်ပါပဲကြည့်ရှုပေးကြအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုမှာရုံက Pro Hair မှာ Elephant အတစ်နဲ့ဆော့ပြခဲ့တာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ရုံရဲ့ဗီဒီယိုလေးကြိုင်ရွေး channel လေးကို like and subscribe လုပ်ပြီးအားပေးပါကြည့်ရှုပေးကြအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye